မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခုလေလူပုံရေးဆွဲခြင်းလက်ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်ဒါကပုံကျန်းလောင်းတာပါပုံဖမ်းမြင်းတွေကိုမှီပြီးပုံကြောရေးပါမယ်မလိုတော့တဲ့ပုံဖမ်းမြင်းတွေကိုဖျက်ထုတ်လိုက်ပြီးပုံလေးကိုလက်စားတက်လိုက်ပါပြီခုတော့ဒီလောက်ပါပဲအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ